တငယ်တော်ဒုထဝရီမြက်ကိုဖြစ်ပြီးနည်းနည်းလောက်လေး꿰လိုက်ရင်စကျင်းကြောက်တွေနဲ့ထုစစ်ထားတဲ့တငယ်တော်ရွာလေးကိုကိုရောက်ခဲ့တယ်တောရကျောင်းတော်ကြီးကိုကိုရောက်ခဲ့တယ်ကိုလာမယ်ဆိုတာကိုတငယ်တော်မြေကိုနင်းတာနဲ့မြတ်တာတော့ရွပြီးတီးပေးလိုက်တယ်လုံးလိမ်ပြီးတော့တငယ်တော်ဆရာတော်ကိုပုံတော်မှန်းဆော့ရဝန်နာပြီး၃ချိန်လောကထွက်တဲ့ဇေဒီတော်ကိုနီးကပ်ဖူးမြင်ရတဲ့စိတ်ဟာခန္ဓာကိုယ်ကိုအေးစမ်းစေတယ်မိဂုံးတွေကတက်ပါပြီးနဲ့တချို့ပြုံးနေအောင်မှာထက်တည်ခဲ့ရပြန်တယ်တငယ်တော်ကြီး20ပြည့်ကျောင်းတော်ကြီးကိုတွေ့တော့လေဘသူ့ကိုတတိယလို့ရမှန်းမသိပါဘူးကိုလာတော့ကမှန်လို့ပြန်တော့ဖေမလုံနဲ့ညှော်လင်းချက်တွေနဲ့ပေါ့တငယ်တော်နဲ့မန္တလေးဟာအဝေးပြေးလမ်းမကြီးပဲခြားတာပါ4ရက်နဲ့3ညအိတ်ခဲရတဲ့တငယ်တော်ကြီးမျောလင်းချက်တွေထုတ်ပိုးလို့ကိုပြန်ခဲ့ပြီအလာလုံးကလိုပဲမြစ်တာတုတ်ကိုရွတ်ရင်းမင်းတို့ဒေတာလေးကနေထွက်ခဲ့တယ်လွန်လေတော်မူပြီးသောဆရာတော်နဲ့တက်ရှိထင်ရှားဆရာတော်များနဲ့တန်ဃာတော်အားလုံးကိုပနာမပြုလို့ရွှေညာမြေကမန္တလာသားအားလုံးကိုနှုတ်ဆက်လို့ကိုပြန်ပြီတငယ်တော်ကြီးစိမ့်လန်းပါစေအေးချမ်းပါစေဘေးကင်းပါစေလက်ရချိုး